Okay ဒါကျွန်တော်တို့ရှေ့ရက်တစ်လပိုင်း2016အတွက်ပေါ့နော်ကျွန်တော်ထိတ်ပိတ် break ကျွန်တော်အဲ့လေးတစ်ချက်ပြပေးမယ်ကျွန်တော်ဒီဟာထိတ်လေးကိုအရင်သွားမယ်ပေါ့နော်ထိတ်ကိုဒီညနေပိုင်းမှာထွက်တဲ့ခွန်ကို6ပေါင်းလိုက်တော့3ဒီမှာ3ထိတ်ထွက်တယ်နော်ဒီမှာ9ကို6နောက်ထပ်6ပေါင်းတော့1ဆိုဒီမှာ1ထိတ်ထွက်တယ်နောက်ထပ်9ကိုနောက်ထပ်6ပေါင်းတော့1ဒီမှာ1ထိတ်ထွက်တယ်ဆိုတော့2ကို6ပေါင်းတော့8ဒီမှာ8ထိတ်တကွင်ရတယ်ပဲဒါပြီးဒီမှာတစ်ချက်ကြည့်မယ်ဒီနှလုံးပေါင်းချင်း9ဒီ3လုံးပေါင်းချင်းကလည်း9ဒီနှလုံးပေါင်းချင်းက3ဒီ3လုံးပေါင်းချင်းက3ဒီနှလုံးပေါင်းချင်းက1ဆိုတော့ဒီ3လုံးပေါင်းချင်းကလည်း1အဲ့တော့ဒီနှလုံးပေါင်းချင်း1ဆိုတော့ဒီ3လုံးပေါင်းချင်း1ဖြစ်မယ်အဲ့တော့ဒီမှာ1ရှိတယ်ဒီမှာ2ရှိတယ်ဆိုတော့ပေါင်းချင်း1ရအောင်8ပေါင်းလိုက်တယ်အဲ့တော့8ပိတ်8ထိပ်နဲ့8ပိတ်ရတယ်โอเคအဲ့ဒီကျွန်တော်တစ်ချက်ဒီမှာဒါလေး break line လေးပေါ့နော် break line လေးရတယ်မှာဗာလဲဆိုတော့ဒီမှာ1ဒီကောင်က1ဆိုတော့ဒီ3လုံးပေါင်းချင်းက1ဒီကောင်က9ဒီ3လုံးပေါင်းချင်းက9ဒီကောင်ကခွင်ဒီ3လုံးပေါင်းချင်းကခွင်ဆိုတော့ဒီကောင်ကခွင်ဆိုတော့နောက်ထပ်ဒီ3လုံးပေါင်းချင်းကခွင်ဖြစ်မှာဆိုတော့ဒီမှာ1ရှိရဆိုကျွန်တော်6လာမယ်ဆိုတော့6 break ဆိုတော့ဒီမှာ8ထိပ်8 break နဲ့8ထိပ်8ပိတ်နဲ့6 break ကွင်လေးကလှရနော်ဆိုဒါနောက်ထပ်တကွင်ပေါ့နော်ဒါတော့နောက်ထပ် break line တစ်ခုပေါ့ဒီကောင်ဒီနှလုံးပေါင်းချင်းက6ဒီ3လုံးပေါင်းချင်းက9 6နဲ့ခတ်9ပေါ့နော်ခွင်နဲ့ခတ်3ညခွင်နဲ့ခတ်3ည9နဲ့ခတ်3ညနဲ့ခတ်ခွင်ရမယ်ဒီမှာ3ရှိရဆိုခွင်ရအောင်ဒီမှာ4 break ဒါလေးကနောက်ထပ် break တစ်ခုပေါ့ဒါ4 break ဒါလေးက4 break ပေါ့နော်ဒါပြီးနောက်ထပ်တစ်ခုရှိသေးတယ်ကျွန်တော်ဒါလေးကတော့ကျွန်တော်တို့ရဲ့အပိတ်ကွင်လေးပေါ့လေဒါကတော့ဒီ3လုံးပေါင်းချင်းက9ပါဝါ4ဒီ3လုံးပေါင်းချင်းက4ပေါ့နော်ဒီမှာဒါဒီ3လုံးပေါင်းချင်းကကျတော့6ပါဝါ1 3လုံးပေါင်းချင်းခွင်ပါဝါ2 3လုံးပေါင်းချင်း1ပါဝါ6ဆိုတော့ဒီမှာ3ညအပိတ်ရတယ်အဲ့တော့ကျွန်တော်ဒီမှာကဏ္ဍထုတ်ချင်တာဒီခုနကျွန်တော်ပြပြီးသားကဏ္ဍလေးပေါ့ဒါလေးကျွန်တော်ဟောပါပေါ့ရှိကြိုက်တယ်83ည43ညကြိုက်တယ်ဒါလေးတော့ရန်ကွက်ပေါ့ဒါမိတ်ဆွေတို့စီကနေပြီးတော့ရတဲ့လုံးပိုင်လေးတွေနဲ့ထိပ်ပိတ်ပရိတ်လေးတွေဆက်ပြီးတော့မှထိုးကြည့်ကြပါဗျာ